ကြောင်ကြုံလို့ငကားကောင်းမတည့်ရင်ဘယ်လိုရဲငကားကအတင်းငကားမင်းကြီးငကားစားမကြီးပါလေဆိုပြောမှထမရ9စုပ်ရေတော့တစ်ခွက်နန်းတို့လေးကလက်ဖိတ်သားပဲတပကံဟုတ်ပြီငကားစားမင်းကိုတွေးလိုက်ငကားမင်းကြီးငကားစားမကြီးပါလေစနေနဲ့နွားမြောက်ကိုငကလည်းသိမာသေးဆိုပြီးတော့အဲ့လိုပြောပြီးလို့ဆိုအုံမကလေးကိုငကားဘေးကထားထားလိုက်အဲ့နွားကိုလေဒီငကားဟိုဟာတဲတဲ့ဘက်ကိုတဲပြီးတော့ခုနခက်ကြည့်လိုက်ပြီးတော့ပွားဟုတ်လားအေးဒါလားပါလားအဲ့ဒါစောက်ကကြာဒီတိုင်း9စုပ်တမင်းစုပ်9စုပ်တပကံနွားနုတပကံအမငကားကိုအဲ့လုံးလိုက်ဘာမှမဖြစ်ဘူးငကားစားတွေးဟုတ်လားအဲ့ဒါကြီးတွေးရတာဟုတ်လားဆောင်းလာလားအေးဆောင်းလိုက်ပိုမကဲနဲ့ဘယ်လိုရဲပိုမကဲခုနကဲဒီကြောကနေပြီးတော့ဒီလိုပြစ်လိုက်ပါဟုတ်လားခုနကဒီကနေခေါင်းကနေလေအဲ့လိုပြစ်လိုက်ဘာမှမဖြစ်ဘူးငါမြင်တယ်ကိုမပြောဟိုမဲ့ငကားမတဲတဲ့ဟာတွေဒီဆဲလာတယ်အတိုင်းလုပ်ပါဟုတ်လားအဲ့လိုလာတွေးလိုက်ဟုတ်ပြီငကားစားပြီးပြီးနွားတော့ကြိုက်နေတာဟိုမဲ့ငကလည်းမသိဘူးဖြစ်နေလို့ငကားစားတူးဟုတ်ပြီငါဒီအတိုင်းလုပ်ငကားလည်းမတဲတဲ့သူမှန်တယ်မလားလားလို့ရကြပဲပဲချင်းမြင်ရဟုတ်လားပဲချင်းမြင်ရမှာဟုတ်လားဦးတကလည်းတိုက်လာမှာဒီမဲ့နွားထွန်ဆက်နဲ့လေယာသုံးပစ္စည်းတွေရောင်းဖို့ဝယ်ဖို့အတွက်ဆက်သွယ်မရှိလို့အခက်အခဲဖြစ်နေလားအဲ့ဒီအခက်အခဲတွေကိုကိုကြီးဖြည့်ရှင်းပေးနိုင်မှုယာဝဲ application လေးရှိပါတယ်ယာဝဲ application လေးကို download ဆွဲပြီးတော့အခမဲ့ရောင်းလို့ဝယ်လို့ရတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါလိုက်ပါတယ်ဗျာ